အားလုံးပဲမင်္ဂလာပါကျွန်တော်က D1 Hand Design ရဲ့ဆရာအရှမ်းဖြစ်ပါတယ်ကျွန်တော်တို့ D1 Hand Design ရဲ့14နှစ်ပြည့်အထူး promotion 50 ရာခိုင်နှုန်းချပေးနေပြီเนาะစပင်ကောက်ဖြောက်ဆိုးအမြန်ဆုံးလာရောက်ဖိတ်ခေါ်ပါတယ်ဒီကနေ့တခုပေးချင်တာဒီအခုခေတ်ရန်ကုန်မြို့မှာပါเนาะတင်တန်းကျောင်းနဲ့အရင်များတယ်မတော့တခေါက်လေး3လ5လောက်တက်ပြီးစပင်ညက်ဆိုင်မှာတဆိုင်တာလှုပ်တဲ့လူအများကြီးရှိနေမင်းကြီးလိုက်တော့လှုပ်တဲ့4နှစ်5နှစ်စပင်တော့ကောင်းမညက်တဲ့ကျွန်တော်တို့မိတ်ဟောင်းမိတ်တီကိုတခုအကြံပေးချင်တာကိုယ့်ရဲ့တူးတရားမျက်နှာစပင်ပုံစံကိုပုံအဲ့လိုမယ်ဆိုရင်တော့ဝါရင်းနဲ့ဆရာကိုရွေးစေချင်တယ်နော်ဘာလို့ဆိုရင်လှုပ်ထွက်လာတဲ့ဟာတွေကအမတို့ကအကိုတို့ကသဘောမကျရင်လုံးဝအဆင်မပြေဘူးဆိုရအကျင့်ပေးချင်တာကကျွန်တော်တို့ D1 Hand Design က14နှစ်ပြည့်ပြီဆိုတော့ကျွန်တော်တို့လှုပ်တက်လာအမတို့လည်းခံမှန်လို့ရတယ်အကိုတို့လည်းခံမှန်လို့ရတယ်တကယ်လို့စပင်ပုံစံပြုတ်ပြင်ပြောင်းလဲချင်တယ်လှုပ်တာစိတ်ညစ်နေလို့ပုံစံကစိတ်တိုင်းမကြောက်ဆိုရင် D1 Hand Design ကိုရွေးချလိုက်နော်လုံးဝမမားစေရအောင်ကျွန်တော်လှုပ်တက်တော့အနည်း20လောက်ရှိပြီနော်ဆိုရင်အမြန်ဆုံးကျွန်တော်တို့ D1 နဲ့ဆိုင်လာရောက်ဖိတ်ခေါ်ပါတယ်ဆရာဆိုင်ပြောပေးပါဦးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ D1 Hand Design ရဲ့ဆရာဆိုင်ဖြစ်ပါတယ်အခုကျွန်တော်တို့ဆိုင်ရဲ့14နှစ်ပြည့်အထိမ်းအမှတ်နေလဲစပင်ကောက်ဖြောင်းဆေးဆိုးကို20ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိချပေးနေပါပြီအဲကြောင့်အများဆုံးလာရောက်ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့လောက်တက်ကတော့10နှစ်ကနေ9နှစ်ကြားထိရှိပါပြီခုနကဆရာပြောသလိုပဲရန်ကုန်မှာတင်တန်းဆင်းတဲ့သူတွေအရင်များပြီးတော့ဝန်ဆောင်မှုမကောင်းမှမကြောက်ပါနဲ့ကျွန်တော်တို့ဆိုင်ကကျွမ်းကျင်တဲ့ဒီဇိုင်နာတွေဝါရည်တဲ့ဒီဇိုင်နာတွေပဲကိုယ်တိုင်ဝန်ဆောင်မှုပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးပါမင်္ဂလာပါကျွန်တော်ကတော့ D1 Hand Design ရဲ့ဆရာနဲ့ဖြစ်ပါတယ်ကျွန်တော် D1 Hand Design မှာ14နှစ်ပြည့် promotion အနေနဲ့စပင်ကောက်ဖြောင်းဆို20-50 discount ချပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အများဆုံးလာရောက်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါနော်ဆရာအောင်မပြောပြလိုက်ပါဦးနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ D1 Hand Design ရဲ့ဆရာအောင်ပန်းဖြစ်ပါတယ်ကျွန်တော်တို့ D1 Hand Design 14နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့20-50 discount ရှိရနော်စပင်ဆိုတာဒုတိယမျက်နှာဖြစ်တဲ့အတွက်မြန်မာလေးတွေမမတွေလှဖို့အတွက်ဆိုရင် D1 Hand Design ကိုအမြန်ဆုံးလာဖို့ဖိတ်ခေါ်လိုက်ပါတယ် D1 D1 Hand Design